SNTV ပြည်သက်များအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဆိုတော့နိုင်ငံတကာရက်သက်တစ်ပတ်တည်ပြီးသွားပြီဆိုတော့ကျွန်တော်တို့စောင့်မျှော်နေတဲ့ Premier League ပွဲစဉ်တွေကတော့လာမယ့်စနေနဲ့တနင်္ဂနွေနေ့တွေမှာဆိုလို့ရှိရင်တော့ Premier League ပွဲစဉ်8အဖြစ်ရှင်ပြိုင်ကစားသွားကြတော့မှာလည်းဖြစ်ပါတယ်ဆိုတော့ပွဲစဉ်8မှာဆိုလို့ရှိရင်လည်းဒါတွေးဆုံနေတဲ့အသင်းတွေကတော်တော်လေးမျှတယ်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အင်္ဂလန်ရဲ့အခါသီးဆုံးဒါဘီလို့ပြောလို့ရတဲ့လီဗာပူးအသင်းနဲ့ Manchester United အသင်းတို့တွေးဆုံနေတာမျိုးရှိတယ်ပြီးရင်ဒါတန်းစင်းဆောင်ကအသင်းချင်းချင်းတွေးဆုံနေတာမျိုးတွေ Brighton နဲ့ Newcastle တွေးဆုံနေတာမျိုးပြီးတော့ရလက်မကောင်းတဲ့ Forest နဲ့ Chelsea တွေးဆုံနေတာမျိုးတွေ London Derby ပွဲစဉ်ဖြစ်တဲ့ဒါ Fulham နဲ့ Arsenal အသင်းတို့တွေးဆုံနေတာဖြစ်တဲ့အတွက်ကိုပွဲစဉ်၈ကတော့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲစဉ်တွေကြီးပဲပွဲစဉ်တိုင်းကလုံးဝကြည့်လို့ကောင်းပါဗျာတပွဲမှဒါလက်လွတ်ခံလို့မရတဲ့ပွဲစဉ်တွေလို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒါပွဲစဉ်၈မှာကစားကြမဲ့ပွဲစဉ်တွေကကျွန်တော်ဒါအသင်းကြီးတွေရဲ့ပွဲစဉ်တွေကိုဒီမှာပွဲကြိုရင်ခုန်တန်းပေါ့နော်ဒါသုံးသက်ချက်လေးကျွန်တော်ပြုလုပ်ပေးသွားမှာလေးဖြစ်ပါတယ်အနီးကလည်းကျွန်တော်ရွေးချယ်မှုလေးတွေတင်ဆက်ပေးသွားမှာလေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဒါ Arsenal Man City နဲ့ Chelsea အသင်းတို့ရဲ့ပွဲစဉ်တွေကိုအဓိကသုံးသက်ပေးသွားမှာဖြစ်ပြီးတော့ကျွန်တော်တို့ Liverpool အသင်းနဲ့ United အသင်းရဲ့ပွဲစဉ်ကိုတော့ Liverpool fan page ဖြစ်တဲ့ Royal Liverpool Channel မှာအပြည့်အစုံအားရပါရသုံးသက်ပေးသွားမှာလေးဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ဒါစနေနေ့ပွဲစဉ်တွေကိုရင်ခုန်ကြည့်ရအောင်ပေါ့နော်။ဆိုစနေနေ့မှာအစောဆုံးရှင်ပြိုင်ကစားမဲ့ပွဲစဉ်ကတော့စနေနေ့ညနေပေါ့နော်6နာရီမှာဒါNottingham Forest အသင်းနဲ့ Chelsea အသင်းတို့ရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကအရင်ဆုံးစိတ်လှုပ်ရှားဖို့ကောင်းတယ်ဘာဖြစ်လို့စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုလို့ရှိရင်တော့ Forest ကလက်ရှိမှာနီးပြတဲ့ Postecoglou ရဲ့လက်အောက်မှာရလက်ပိုင်းတွေလုံးဝမကောင်းမဲနဲ့ဒါ Postecoglou အနေနဲ့ကလည်းဒါနီးပြခုံကလှုပ်နေပြီပေါ့နော်ဒီပွဲစဉ်ကိုဒါထပ်ပြီးတော့ရှုံးနေခဲ့မယ်ဆိုလို့ရှိရင်တော့ထုတ်ပယ်ခံရဖို့ရှိနေတယ်ဆိုတော့ Forest ကလည်းပြီးခဲ့တဲ့ရာသီမှာတော်တော်လေးကောင်းထားတယ်ဗျယူရိုပါလိဝင်ဝင်ရရှိထားတယ်ဒါပေမဲ့အသင်းပိုင်ရှင်နဲ့နီးပြနူနိုဆန်တိုအခြေတင်လေးတွေဖြစ်ပြီးတော့နူနိုဆန်တိုကိုထုတ်ပယ်လိုက်ပြီးရဲ့နောက်ပိုင်းမှာတော့ရလက်ပိုင်းနဲ့တော်တော်လေးတိတိတာဆိုးဝါးသွားတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ Nottingham Forest က Premier League ပွဲစဉ်9ပွဲကစားပြီးထားတဲ့ချိန်မှာဒါအဆင့်19နေရာအထိရောက်နေတယ်ဆိုတော့ဒါတန်းစင်းစုံနားမှာလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးဆိုးဝါးတဲ့အခြေအနေမျိုးမှာရှိတယ်ဆိုတော့ recent form တွေအရာကြည့်မယ်ဆိုလို့ရှိရင်လေဒါနောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆန်ဒါလန်ကိုအိမ်ကွင်းမှာဆန်ဒါလန်ကွင်းမှာရှုံးထားတယ်အိမ်ကွင်းမှာယူရိုပါလိပွဲစဉ်မှာမစ်ဂျီလန်ကို 3-2 နဲ့ရှုံးထားတယ်နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Newcastle ကို 2-0 နဲ့ရှုံးထားတာဖြစ်တဲ့အတွက် Forest ရဲ့ရလက်တွေကတော့တော်တော်လေးဆိုးသွားတယ်ခန်းစစ်ပိုင်းကတော့ဂိုးတွေတောက်လျှောက်ပေးနေရတဲ့ပုံစံမျိုးလေးတွေမှာရှိတယ်ပေါ့နော်ရုန်းကန်နေရတဲ့အနေအထားမျိုးလေးဆိုတော့ပွဲစဉ်ရှင်းမှာဆိုလို့ရှိရင်လည်းအသင်းကြီး Chelsea နဲ့တွဲဆုံနေတာဖြစ်တဲ့အတွက်ကိုနီးပြ Postecoglou အနေနဲ့ဘယ်လိုမျိုးအဖြေရှာမလဲပြီးတော့အိမ်ကွင်းမှာကစားရမယ် The City Ground မှာကစားရမယ်အနေအထားမှာ Forest အနေနဲ့ PR တွေအောက်ကရုံထွက်နိုင်မလားလွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်တစ်ဖက် Chelsea အသင်းကတော့နောက်ဆုံး2ပွဲဆက်ရလက်ပိုင်းတွေကောင်းလာတယ်ဒါ Champions League မှာဆိုလို့ရှိရင်လည်း Benfica ကိုနိုင်ထားတယ်နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း Liverpool အသင်းကိုဒါ 2-1 ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကိုဆက်တဲ့ပိုင်းဆိုင်ရာအမြင့်ဆုံးမှာရှိတယ်ဆိုတော့ Chelsea အသင်းအတွက်ကလည်းဒီပွဲစဉ်ကအရေးကြီးတဲ့ပွဲစဉ်ဆိုတော့ကျွန်တော်တို့ဒါ head to head ကြည့်ရအောင်ပေါ့နော် head to head ရကြည့်မယ်ဆိုလို့ရှိရင်တော့Forest Queen မှာဒါ Chelsea ကနောက်ဆုံး2ချိန်တွေ့ဆုံမှုမှာတော့တာပါတယ် Forest Queen မှာပြီးခဲ့တဲ့ရာသီက 1-0 နဲ့နိုင်ထားတယ်ရှေ့တရာသီက 3-2 ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရရှိထားတယ်တိုးတော်လည်းသူတို့နှစ်သင်းကတွေ့ဆုံမှုကတော့ဒါထူးခြားရလို့ပြောလို့ရတယ် Forest Queen မှာ Chelsea ကအသာရပါမယ် Chelsea Queen မှာ Forest ကပြန်ပြီးတော့အသာရခဲ့တာမျိုးလေးရှိတယ်နောက်ဆုံး2ချိန်ပေါ့နော်2ရာသီဆက်တွေ့ဆုံမှုလေးတွေအရာပေါ့နော် Okay ဆိုတော့လက်ရှိဒီပွဲစဉ်ရဲ့ရလဒ်ကိုပေါ့နော်ခံမှန်းရမယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းနေနေအဝေးကွင်းဖြစ်တယ်လက်ရှိဥရောပဝင်ရိုးရဲ့အကျော်ပေးမှုတွေအရာလဲ Chelsea အသင်းရဲ့အကျော်ပေးမှုတွေကပျော့နေတယ်ပေါ့နော်ဒါအပြောင်းလဲလေးတော့ရှိကောင်းရှိနေတယ်ဒီနေထားရဲ့ပြီးတော့ Forest အနေနဲ့ဒီပွဲစဉ်ကတော့ The City Ground မှာဒီပြ Postecoglou ရဲ့အနာဂတ်အဆုံးဖြတ်ဖြစ်လာမယ့်ပွဲစဉ်ဆိုတော့ Forest အနေနဲ့ရုံးလာမယ့်အနေထားကြောင့်ပေါ့နော် Chelsea အတွက်ခက်ခဲမယ်မယုံလို့လည်းမရတော့ဘူးပေါ့နော် Forest အနေနဲ့လက်ရှိမှာရမှတ်9မှတ်ပဲရရှိထားတယ်ဆိုတော့ဒီပွဲစဉ်ကတော့ကျွန်တော်ထင်တာကတော့ဒါတရေကိုဥတီနိုင်ပွဲရှိတဲ့ဒါပွဲစဉ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော် Okay နောက်ထပ်ပွဲစဉ်လေးကိုတွားအောင်ဒီပွဲစဉ်ကတော့ကျွန်တော် City နဲ့ Everton အသင်းရဲ့ပွဲစဉ်8နာရီခွဲမှာကစားမယ့်ပွဲစဉ်ပေါ့နော် City အိမ်ကွင်းမှာကစားမယ့်ပွဲစဉ်မှာဒီပွဲစဉ်ကတော့အများကြီးတော့သုံးသက်နေစရာတော့မရှိဘူးပေါ့နော်တိုးတော်လည်းအနေငယ်ပြောစရာရှိတာက Everton ဒီပြီးခဲ့တဲ့ရာသီက Everton မဟုတ်ဘဲနဲ့ဒီရာသီမှာဒါတိုက်စစ်ပိုင်းကိုအဓိကထားပြီးတော့ကစားလာပြီးတော့တိုက်စစ်ပိုင်းကလည်းတွင်းကိုတွေရရှိပြီးတော့ဝိုင်းနီးပြမိုရက်စ်ရဲ့လက်အောက်မှာအကောင်းဆုံးပုံစံပြသနေတဲ့ Everton ဖြစ်တဲ့အတွက်ကို City အနေနဲ့အရင်ရာသီတုန်းကလိုမျိုးဒါ ETS ဆိုပေမဲ့လည်းလွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခုနကပြောသလိုကနဦးသုံးသက်ချက်အရာဆိုလို့ရှိရင်တော့ ETS ဖြစ်နေတာရဲ့ City နောက်ပိုင်းပွဲစဉ်တွေမှာရလက်ကောင်းနေတာအကြောင်းပေါ့နော်City အနိုင်ရရှိဖို့ရာခိုင်နှုန်းကတော့များပါတယ်ပေါ့နော်ဂိုးပြတ်မပြတ်ဆိုတဲ့အနေအထားမျိုးလေးကိုပဲကျွန်တော်ခံမှန်းရမယ့်အနေအထားမျိုးပေါ့နော်City ကနောက်ဆုံးကစားတဲ့2ပွဲမှာတော့ဆိုလို့ရှိရင်တော့ဒါမိုနာကိုနဲ့ကတော့ Champions League မှာ 2-2 ဆိုတဲ့ရလဒ်မျိုးထွက်ပေါ်ခဲ့တယ်။ Brentford ကိုနောက်ဆုံးကစားခဲ့တဲ့ Premier League ပွဲစဉ်မှာတော့ဒါ 1-0 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။ဆိုတော့
Everton ဘက်ကိုကြည့်မယ်ဆိုရင်တော့ရှုံးပွဲမရှိသေးတဲ့ Palace ကိုနောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ 2-1 ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိပြီးတော့ဒါ Everton တင်းနဲ့အကောင်းဆုံးပုံစံကိုပြသခဲ့တယ်လက်ရှိအမှတ်ပေးစရာမှာလည်း Everton ကအဆင့်8နေရာမှာတော့မှရပ်တည်နေတယ် City ကတော့အဆင့်9နေရာမှာဆိုတော့နောက်ဆုံးတွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ City ကွင်းမှာ Everton ကပြီးခဲ့တဲ့ရာသီက 1-1 ဆိုတဲ့ရလဒ်မျိုးတော့ကစားထားနိုင်ခဲ့တာမျိုးတော့ရှိတယ်တိုးတော်လည်းလက်ရှိအနေအထားအရဒါ City ဒီလည်းဒါရှေ့ Premier League ပွဲစဉ်တွေမှာရမှတ်တွေဆုံးရှုံးထားတာဖြစ်တဲ့အတွက်ကိုအိမ်ကွင်းမှာတော့ဒီပွဲစဉ်အနိုင်ရရှိဖို့ကျင်းစီပေါက်စူးစမ်းလာမယ့်အနေအထားတစ်ဖက်မှာ Arsenal လည်းပွင့်လင်းပြောမယ်ဆိုရင်တော့ Fulham နဲ့ပွဲချက်နေတဲ့အနေအထား Liverpool အသင်းဒီလည်း United နဲ့ပွဲချက်နေတဲ့အနေအထားမှာတော့ဒါ City အခွင့်ကောင်းယူသွားနိုင်တဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကသူတို့နှစ်သင်းရဲ့ head to head အရာအပြန်အလှန်သွင်းဂိုးတွေကတော့များလေးတော့မရှိဘူးဒါကြောင့်ဒီပွဲစဉ်မှာဒါ City Everton ကိုနိုင်မယ်ဆိုလို့ရှိရင်တော့မှချင်းမြောင်းတဲ့ရလက်လောင်းနဲ့ကတ်နိုင်သွားမယ့်ပွဲစဉ်လို့တော့ကျွန်တော်တို့ဒီပွဲစဉ်အပေါ်ပေါ့နော်ဒါသုံးသပ်မိပါတယ်ကျွန်တော်ရဲ့အမြင်ပေါ့နော် Okay နောက်ထပ်ပွဲစဉ်လေးကိုတွားလိုက်ရအောင်နောက်ထပ်ပွဲစဉ်ကတော့Fulham Queen Craven Cottage မှာကစားမယ် Arsenal တင်းနဲ့ပွဲစဉ်ဒီပွဲစဉ်ကတော့စနေနေ့ည 7:00 နာရီမှာရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်ဆိုတော့လက်ရှိမှာ Arsenal ကတော့အဆင့်1နေရာမှာဦးဆောင်နေတယ်ပြိုင်ပွဲအရရက်မှာရလက်ပိုင်းကောင်းထားတယ်နိုင်ထိုက်တဲ့ပွဲစဉ်တွေအကုန်လုံးကိုအနိုင်ရရှိအောင်ဒီပြအာတီတာနဲ့ Arsenal အသင်းသားတွေကဒါစွမ်းဆောင်ပြထားတာဖြစ်တဲ့အတွက်ကို Arsenal အသင်းရဲ့လက်ရှိခြေစွမ်းကတော့ပွင့်လင်းပြောရမယ်ဆိုရင်တော့လုံးဝအထင်ကြီးလောက်စရာအခြေအနေမျိုးမှာရှိပါတယ်ဆိုတော့တစ်ဖက်က Fulham ကတော့ဒါနောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ပွဲစဉ်2ပွဲမှာတော့ရလက်ပိုင်းမကောင်းတာကို Villa ကို 3-1 နဲ့ရှုံးတယ်ဘုံမောက်အသင်းကို 3-1 ဆိုတဲ့ရလက်မျိုးနဲ့ရှုံးထားတယ်ဆိုတော့ Fulham က Carabao Cup အပီးကစားခဲ့တဲ့2ပွဲမှာတော့ရလက်ပိုင်းမကောင်းဘူးပေါ့နော်ဂိုးပြတ်တွေရှုံးထားတာမျိုးရှိတယ်ဆိုတော့ Arsenal ကတော့ကျွန်တော်ရှေ့ရပြောလို့ပဲရလက်ပိုင်းတွေကောင်းတာတယ်ပေါ့နော် head to head အရာကြည့်အောင် head to head အရာကြည့်မယ်ဆိုလို့ရှိရင်တော့ Arsenal ကCraven Cottage မှာနောက်ဆုံး2ကြိမ်တွေ့ဆုံမှုမှာတော့ရုန်းကန်ခဲ့ရတာမျိုးရှိတယ်ပေါ့နော်ဒါ 1-1 ဆိုတဲ့ရလဒ်မျိုးတွေထွက်ပေါ်ခဲ့တယ်အရင်တရားစီကဆိုလို့ရှိရင်တော့ Fulham ကတော့ 2-1 ဆိုတဲ့ရလဒ်မျိုးနဲ့ Arsenal ကိုနိုင်ခဲ့တာမျိုးရှိတယ်ဒါပေမဲ့လက်ရှိအနေအထားမှာတော့နှစ်သင်းကြားမှာကွာဟမှုကတော်လေးကြီးမားသွားပါပြီ Fulham ရဲ့အနေအထားကတော့ဒါ Craven Cottage ဆိုတဲ့အိမ်ကွင်းကစားအားတစ်ခုပဲကျွန်တော်တို့ဒါတုံးသက်ရမယ့်အနေအထားမျိုးလေးပဲရှိတယ် Arsenal အနေနဲ့ကတော့ Premier League Champion ဖြစ်ဖို့အတွက်ရည်မှန်းထားတာဖြစ်တဲ့အတွက်ဒါ Champion အသင်းTitle race ထဲမှာရှိနေတဲ့အသင်းဖြစ်တဲ့အတွက်ပေါ့နော် Arsenal အသင်းကတော့အဆအဆရရဒါ physical ဘိုင်း mental ဘိုင်း player စုဖွဲ့မှုအပိုင်းကတော့အများကြီးတာနေပါတယ်ပြီးတော့တစ်ဖက်မှာ Liverpool အသင်းထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ United နဲ့ပွဲချက်နေတဲ့အနေအထားမှာအဆင့်1နေရာမှာဆက်လက်ဦးဆောင်မှုအတွက် Arsenal အသင်းပဲဒီပွဲစဉ်ကဒါနိုင်ပွဲပုံဖော်သွားမဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ကတော့ထင်ပါတယ် Arsenal အသင်းနိုင်ရရှိဖို့ရာခိုင်နှုန်းကတော့တော်တော်လေးကိုများပါတယ်ကျင်းစီပေါက်လေ Arsenal အသင်းနိုင်ရရှိဖို့ရှိနေပါတယ် Okay ဒါကတော့စနေနေ့မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေထဲကတင်းကြီး3သင်းရဲ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့သုံးသပ်ပေးသွားတာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှေ့ကပြောခဲ့သလိုကျွန်တော်တို့တော်ဝင် Liverpool အသင်းနဲ့ United အသင်းရဲ့ပွဲစဉ်ကို Royal Liverpool Channel လေးမှာစောင့်ကြည့်ပေးကြပါအောင်ကျွန်တော်မနေ့ပြန်တင်ပေးပါမယ်ဆိုတော့ကြည့်ရှုပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဆိုတော့အနီးကကျွန်တော်တို့ဒါပွဲရွေးချယ်မှုလေးတွေလည်းရှိပါတယ်ဆိုတော့ဒီနေ့မှာသတင်းကောင်းလေးတစ်ခုပါချင်တာက Premier League ပွဲစဉ်တွေရဲ့သုံးသပ်ရွေးချယ်မှုတွေကို Member Group မှာလည်းတင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်တခြား League ပွဲစဉ်တွေရောဆိုတော့ join နေတဲ့ညီကိုတွေကတော့ Viber number လေးကို high ပြီးတော့ဒါ Member Group လေးကို join လို့ရပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ good night ပါ